တိတ်လာပါနော်ဒီမှာငါဆုပ်ပြီးချင်းနေငါဆုပ်ပြီးလောက်ခါရနော်ကျွန်တော်မရှော်လိုက်ခါရရှော်လိုက်ခါရတော်လေငါဆုပ်ပြီးခေါင်းရည်အေးပြီးကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့မတိုင်းပြောရင်ကျွန်တော်ကခေါင်းတော့အကိုက်တော့နော်ခေါင်းရည်အေးတော့သူကနေထိုင်နေကောင်းတယ်ပြီးတော့နောက်တစ်ခုကကျတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ကခေါင်းပူရင်လည်းယောဂများတာပဲနော်ဟုတ်တယ်ဟုတ်နော်ခေါင်းရည်အေးအေးနဲ့တို့ဟိုတွေးလို့ရတာပေါ့ကွယ်ပြောမယ်ဆိုရင်ကျွန်တော်တို့မှာကလူတွေထုံးစံကအတွေးတွေများကြတယ်နော်အတွေးတွေများကြတဲ့ဆိုတော့ခေါင်းအေးနဲ့တွေးရတာကပုံပြီးကောင်းတော့ပေါ့ဟုတ်တယ်ဟုတ်စားကြပါဦးဒီမှာထမင်းရင်ကြီးချိုနဲ့လိုပဲစားတယ်ကြိုက်လို့ဟင်းချိုကကျတော့မရှိမဖြစ်ကြိုက်တော့ဒါမှဒါကတလေကျတော့ကိုမကအိမ်မှာကတက်ဘူးချိုကချက်ပေးတယ်တဲ့ခါကျရင်ဟင်းချိုလည်းငားတော့အဲ့လိုမျိုးပေါ့နော်စားပါဦးရှစ်ဒီနေ့ကကျတော့လေဒီမှာဒီ body sakura နဲ့ပတ်သက်ပြီးကျွန်တော်လည်းပြောမယ်အခုတော်တော်များများကလေသုံးပြီးတဲ့လူတွေပေါ့နော်သုံးဘူးတဲ့လူတွေကထထဝဲတယ်ထထဝဲပြီးရင်ကောင်းတဲ့အကြောင်းလေးတွေပြောတယ်သူတို့ကအပြင်ကနေပြောတာကျွန်မချားပြောလို့မရဘူးတိလားကျေးဇူးပြုပြီးတော့လဲလေonline မှာကျွန်တော်စာတွေးရင်လဲ online မှာလာပြီးတော့comment လေးတွေကောင်းကြောင်းပေါ်လင်းညာလေးပြောပေးပါဦးရှင်နော်ကျွန်တော်ဒီမှာ review တွေကောင်းပေမဲ့ဘယ်လိုပြောမလဲဆိုတော့စာလေးတစ်ချောင်းတော့ကျွန်တော်ပြောဖို့တစ်ခါတလေအဆင်မပြေဘူးကျွန်မမပြောနိုင်ဘူးပေါ့ကွယ်အဲ့လိုဖြစ်နေတယ်ရှစ်သူကလေအခုလို့ဆောင်းရသည်ကြတော့ကျွန်တော်တို့တိတော့တယ်နော်သွားရည်တွေ6တော့လေသွားရည်6တော့တိတော့တယ်အဲကြတော့ဒီမှာကျွန်မအခုထုတ်ထားတဲ့ဆွေစဉ်ကင်မွန်ဒီ body sakura ကကြတော့ကျွန်တော်တို့ပြားရည်ရယ်ပြီးတော့ဒီ collagen ရယ်ကိုကျွန်မအသားပေးထားပြီးထုတ်ထားတဲ့အတွက်ကြောင့်မလို့သူကပြီးတော့နောက်တစ်ခုကျွန်တော်တို့ vitamin E ရဲ့အသားမျိုးစီရယ်အောက်မျိုးစီရယ်အဲ့တော့လေးပေါ့ထည့်ပြီးနှပ်ပေးထားတော့သွားရည်က